Hey. Sao nhà chào là? Ông cha bảo cô ấy, ta lên ngoài học đã đi. Thì mà cô ấy mình đi học xuống hè nơi này. Cô làm mà snow juice gì vậy là đi? Đây, không. Cái gì không chịu nó? Khao cái nè, lên chơi mà được. Cô chú nó mình này đâu thế nó? Này mà đi. Nó pin này sẽ chuyển tiền là. Dạ, dạ. Rồi lên. Xin mình tôi nhà. Nào phải không? Cô ấy này là cô ấy chỉ lại bắt được thế này. အဲ့လိုမျိုးချီချီဝီးဝီးတော့မစဉ်းစားဘူးစဉ်းစားကြည့်အောင်ဘူကကွန်ပျူတာပညာရှင်ဖြစ်ချင်တယ်နိုင်ငံခြားထိသွားပြီးတော့ဗမာကြီးရဲ့နာဂတ်အတွက်လုပ်ချင်တယ် Wow, má này đã. Cô ấy à, gì mới ra đã chỉ vào nó. ကိုရုံးနဲ့မှာဆယ်ရောက်တာကိုတယောက်ပဲရှိရလေပြောတော့ဒီဆယ်နှစ်တည်းမှာဘက်ကလူတက်နိုင်တာဆိုတော့လေ9ယောက်ပဲရှိသေးရကိုလိုမျိုးတည်တည်လေးမှမွေးရင်တရေတီမျက်စိတငယ်နားတငယ်နဲ့နေသွားရမယ်ဆိုတာကြီးကိုတော့မကြောက်အဲ့အတွက်လေကိုမျိုးရဲ့ကုံဆောင်တယောက်ဖြစ်နိုင်အောင်ကြိုးစားမှာအဲ့မင်းကကိုငဘောကြီးချင်းနေပြီချင်း Thì mà ông cả. Cô chỉ là phải phải được bỏ. Thế nào mình được thấy không? မင်းအောင်အဖြစ်ရှင်လား Bán biết chuyện. Không thể. Bán biết chuyện. Ta bộ mà đi bên này chứ nào. Ta biết bên này mình là nhà mà biết sự chuyện không? Ta tới đây sẽ đi bên này chứ nào đi. ချမ်းအောင်ချမ်းသာခြင်းလားအေးပေါ့မင်းတို့လိုချမ်းသာမိသားစုတွေတခြားတော့လေချမ်းသာဖို့တူကစဉ်းစားကြအောင် 你生了没生的，南马当啥呢？不会发育变咯，大一码也都不好教的，然后比大几来呢，他都不好教的。 အဲ့လိုလေမဟုတ်တာရင်မတွေ့ပါနဲ့ကွာဖြစ်လာကြလည်းရှိပါဒါနဲ့ဟို snow juice ဝယ်လာစားလိုက်အောင်ကြည့်ပြောကုန်ဟာ Cheers。sorry ဒါနဲ့စောင်းဆိုင်ပုံကအများဆုံးလား ကိုတရက်ပတ်လုံးကအဲ့ဖုန်းကိုပဲအားကိုးနေရတယ်မနေ့ကတော့မှမိုးရွာလို့မဟုတ်ဆိုရင်လူတော်တော်များတယ်နင်အိမ်မှာဖုန်းရှိလား တိုင်းမှာတော့ iPhone လုံးရှိတယ် 차. 차 뭐? 잘해네.
အရင်ပြော ဟိုကိုကြီးပြောမယ်ဆိုအရင်ပြောလေ ဟောဘာရမို့ပါဘူးကွာမျိုးကလည်းအများကြီးလဲစရာမရှိဘူးလို့ပါ ဩ နင်ရောဘာပြောမလို့လဲဘာကြီးတာတော့တော့ဘာကြီးတာလဲလို့ ကိုကြီးကအရင်ကကရတာကျွန်မရရှိနေတူလို့ မင်းကတော့အီးတီနဲ့တူ ကိုကြီးနော် အီးတီ လူကြီးဖြစ်ရတာပြောဖို့ကောင်းမှထင်နော် ထင်တာပဲကိုကတော့လူကြီးမြင့်မြတ်ဖြစ်ရှင်နေပြီဘွေးရယူပြီးတော့နိုင်ငံခြားကိုပြင်ရပြင်သွားမယ်ပြီးသွားရင်ပြင်ရရှင်လုပ်မယ်တွေးချင်တော့ပြောတဲ့အယူပဲ တားမြင်လူကြီးကတော့ပြောနေကြတော့ အဲ့လိုတော့လည်းမဟုတ်ပါဘူးကိုဘွားနဲ့ကိုလိုပဲတည်းသူများတွေမပြောရတိုင်းကိုလူကြီးဖြစ်လာရင်မပြောအောင်လို့မှပြောလို့မရ အေးနော်အဲ့လိုဆိုတော့တာလူကြီးမြင်ဖြစ်စမ်းလေ ကျွန်တော်ထက်တော့နည်းနည်းလောက်နေအောင်မယ်ဒီကောင်လေးอ่ะကျွန်တော်တော့ကလေးမဆန်ပါလားလို့ကျွန်တော်အဲ့အချိန်မှာစာသတိထားမိပါတယ်သူဇာတ်လမ်းပါလေသူ့ဘဝကိုဘယ်လိုမျိုးလဲသူသာစာအုပ်တော့ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်အစအနေအဆုံးဒီမနာတဲ့ဖက်နေမိမှာပဲ အကိုဆယ်ရန်ပြီးတော့တကယ်ချင်းနော်ဘုန်းကြီးဘာပြောဖြစ်ကြသေးလား ဖြစ်တယ်လေမင်းကပြောချင်တာဖုန်းနံပါတ်ယူထားမလားတကယ်စမ်းပါ စက်မှာပေါ့ ဘယ်အချိန် စနေနေ့တော့ပေါ့ည7 နာရီတင်လာချိန်တော့စက်မယ်လေ တော်ရောဟွာဆိုင်မှာလဲည8 နာရီသတင်းလာတဲ့အချိန်ဆိုရင်လူပါရလေ ဒါအဲ့လေတောက်ချင်သေးတယ် ငါတို့ကအသက်မပြည့်သေးရပါ မဟုတ်သေးဘူးလေအခုမှမဟုတ်တာနောက်ချိန်ကြရင်ပေါ့ ဒီကဆယ်ရမ်းတော့မအောင်သေးရအောင်ရက်တော့ဖို့ပြောတယ် ဘလူးပဲဖြစ်ချိန်မဟုတ်ချိန်တော့လူကြီးဖြစ်သွားမှာမလား အဲ့ဆိုရင်လည်းအဲ့ချိန်မှပြောနော်ကိုပါလိုက်တော့ဘူး တကယ်လားတားအိမ်ပြရတော့မယ်ကိုကြီးပစ္စည်းဘာမှမတည်ဘူး တောင်းမယ် โอเคဆက်ပါနောက်လည်းပြန်ဆောင်ရမရှိတော့ဘူး ဒီစက်ကောင်တဲ့တော့ပေါင်းနေတာပြန်ဆောင်ရတော့တယ် မွေးရတော့မှထင်တယ်အခုလိုက်ဖို့မလို့ ။တော့ရပါရဲ့ကိုကြီးကမလိုက်ဘူးပါနဲ့တော့။အိမ်ထဲလည်းရမ်းမွေးဘူးလေ ဒါဆိုထီးယူအောင်လား ။ယူတော့ပါဘူးကိုကြီး။နက်ပြန်အစောကြီးပြန်ရမှာလေ။အဲ့တော့ကိုကြီးတို့ထိပြန်လာပြီးတော့မရတော့ဘူး။မုန်းပြီးပါဘူးကိုကြီး။စိတ်ဝင်ပါနဲ့။တော်လာမနော်ကိုကြီးကျေးဇူးပါဗျာ ဟုတ်လား
ဗျာ တကယ်ဆက်ပါလား စက်မှာ ဘာရတော့မဟုတ်ပါဘူးမင်းနဲ့စကားပြောရတာစိတ်ဝင်စားစရာကောင်းလို့ပါပြီးတော့ကိုကလည်းဦးဒီတော်သားဆိုတော့စကားပြောချင်လို့ပေါ့အဲ့ဆိုဒါအခုတကယ်ပြန်လိုက်တော့မယ် ဟုတ်တတိယဘောမေယာအမအတော်တော့နေကောင်းကြလားဒီမှာလည်းဒါမှတနေကုန်လုံးလုံးနေတာဒီလိုရဲ့မျိုးပဲဆက်လို့ရတယ်အင်းလေမင်းတို့ကနေကောင်းကြလားနေကောင်းဒါဒီညတော့ငါ6ပါ ဆိုင်ပေးရတယ်ဟိုဆိုင်ကနောက်စနေတနေ့ကနေဆိုလေ9:45ထိပဲရမှာစားကောက်8:00ထိကြာနောက်ပါ ဒါနဲ့တော့လှုပ်ရှားနေတဲ့ပါစီးပွားပြင်ပါစို့လားအေးပါပဲ ရရပါလို့ပဲအားလုံးကျေးဇူး ဟိုငါဆောင် ဖယ်လိုက်နော်ပြင်မယ်နော် ဘေးဘေးကိုကျေးဇူးကို ဟုတ်ပြီဒါညာဟုတ် ဟုတ်ကဲ့မအခုလိုမျိုးလေးလာရောက်ဖြည့်ကြပေးရကျေးဇူးများတင်ပါတယ်နော် ချူစားခဲ့ရမယ်လေအကောင်းဆုံးချူစားခဲ့တယ် ။မရဲ့အကယ်ဒမီရင်းခုံတာလေးသိလို့ရမလား sorry ဟွာ ကျမတို့မူစာပါကြခင်ဗျာဓမ္မစံတော်ချိန်8နာရီရှိပြီဖြစ်တဲ့အတွက်ညပိုင်းသတင်းများကိုစတင်အစီရင်ခံမှာဖြစ်ပါတယ်။ယနေ့မြန်မာတက္ကသိုလ်1362ခုနှစ်ပြာသူလာဆန်း12ရက်ခရစ်နှစ်2000ခုနှစ်မြန်မာပြည်တော်ဝန်စဘာအတွက်နဝရခိုင်နှစ်ကထက်30ရာခိုင်နှုန်းတက်လာတယ်တို့မရှိတဲ့ပတ်စံလေးနဲ့ဘယ်လိုလုပ်ပြီးဖြစ်မှာလဲ ။ဒါဆိုရင်လည်းပြီးရောမချစ်ဘူးလို့မှတ်လိုက်မယ်။ ကီတီပန်ဝေဘူနာတဲ့မြေသူဆဲလို့ပါဘူးကြီးရ ကုန်ပြီ ဆက်လက်ကြည့်စေပြီးသွားတယ်ဘာဖြစ်လဲ ကဲကြီးမေကျုပ်ကတော့စိုးစီကိုလိုက်သွားတော့မယ်ဗျာစိုးဆိုတဲ့အတိုင်းကိုယ့်ရင်စိုးမိုးလိုက်ပါပြီဗျာစိုးရင်စိုးသာကိုယ့်ကိုစောင့်နေမယ်ဆိုရင်ကိုတို့ညာရမှာပဲစိုးရဲ့ကျုပ်တို့ကကြမှာကစိုးပေါ်တာဘူတီနေတော့ ဒါပါအနားမှာမရှိနိုင်ပေမဲ့စိတ်ကအမြင်မခင်မင်းခေါ်လိုက်တာနဲ့ပြီးလာခြင်းနဲ့ဆိုတာသိထားပြပါတဲ့ဟုတ်ကဲ့ခုပတ်ပြသွားတဲ့စာလေးကတော့ရန်ကုန်မြို့တောင်ဝင်မြို့နယ်နီးမတော်ရာအတွက်အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ချစ်တစ်ကိုမျိုးမောင်မှဝင်းနေစုမုံတော်တောင်းထားပေးရမယ်ဖြစ်ပါတယ်ရှင်ကဲပိတ်သက်ကြီးကျမတို့ရဲ့သူသိစီဖို့ရည်ရွယ်စာအစီအစဉ်လေးကိုရန်တဲ့ဒီစောင့်မျှော်နှားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်နောက်ပတ်မှာလည်းဘသူမှဘသူဘာစကားတွေပြောချင်နေကြတယ်ဆိုတာအတူစောင့်မျှော်နှားထားမှုအတွက်ထပ်မံဆုံးဖြတ်ကြပါအောင်မယ်ရှင်နောက်ပါတော့အိမ်မက်လေးများပိုင်ဆိုင်နိုင်ကြပါစေမင်္ဂလာညချမ်းလေးပါရှင်
နောက်တော့ကျောင်းလေးလည်းပြန်ဖွင့်ကုန်တယ်ကျွန်တော်ရဲ့စိတ်ထဲမှာတော့သူကျွန်တော်ဖုန်းဆက်ချင်ပါရဲ့သားနဲ့အကြောင်းကြောင့်ဖုန်းမဆက်နိုင်တယ်လို့ကျွန်တော်ယုံကြည်နေတော့မယ်စနေတင်နေဆိုရင်ကျွန်တော်အိမ်ရောက်အောင်ပြန်တယ်ရှင်းနိုင်မထုံးရင်စိုက်ပိတ်ပြီးဖုန်းကိုစောင့်နေမိတယ်ကျွန်တော်ရဲ့မသိစိတ်ကနေကြော်စိုးယုံတယ်သူ့ရဲ့အပြုံးကိုယုံတယ်သူ့ရဲ့ဆက်မှားလို့ပြောခဲ့တဲ့ဟာကိုလည်းကျွန်တော်ယုံတယ်ကျွန်တော်တို့ရဲ့ရည်စက်ကိုယုံတယ်ရည်စက်တာမကုန်သေးရင်ပုံနေရင်တော့ကျွန်တော်တို့ပြန်တွေးကြမှာပဲလေ အခုချိန်တော့ over တော့များတော့စောင့်တော့ကျွန်တော်မှာလိုက်မလဲအန်လီမြေမွေးငါတစ်ပွဲမူသီးကြောက်ပဲကြောက်ငါဖက်အကောင်ထည့်ဗျာ ရပါတယ်အခုကအိမ်ချမ်းမှာစားတော့မှာဒီကတော့အကြောင်းပြီးသွားပြီလေဖွဲ့လဲရပြီဝင်းလုံပြီးတော့ပညာတော်သင်အောင်လို့နိုင်ငံခြားသွားတော့မှာ ဝန်တော့ပါဒါနဲ့ဘယ်တော့သွားအောင်လဲ တစ်ဘက်က